ဒီမြင်ကွင်းကိုတေးသေးချာချာကြည့်လိုက်စမ်းပါအောင်နူနိုမန်တက်စ်ဟာခရစ္စတီယာနိုယော်နယ်တိုရဲ့ပြစ်ဒဏ်ဘောကန်ကွင်းကိုလုံးဝဖျက်ဆီးပစ်လိုက်တာပါပိုဆိုးတာကသူဟာတမင်လုပ်ခဲ့တာမဟုတ်လို့နဲ့ဟန်ဆောင်နေတာပါပဲဒီခိုက်တက်မှာတော့ခရစ္စတီယာနိုဟာဘောလုံးကိုအားကုန်ကန်ဖို့အတွက်အာယုံစူးစိုက်မှုအပြည့်ရှိနေတာပါဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲဘရူနိုဖာနန်ဒက်စ်ဟာယော်နယ်တိုရှိနေတာကိုတောင်ဂီယူမဆိုင်လိုမျိုးဘောလုံးကိုကန်ထည့်လိုက်ပါတယ်ဒါဟာတကယ့်ကိုကန်ထဝင်ကစားသမားတယောက်ပေါ်အကြီးကျယ်မလေးစားတာပါပဲအဲ့ဒီအချိန်မှာခရစ္စတီယာနိုရဲ့မျက်နှာပေါ်ကနှဆိုင်တဲ့ဝမ်းနည်းမှုကိုကြည့်လိုက်စမ်းပါပြီးတော့ဒီနေရာမှာလည်းထပ်ဖြစ်ပြန်ပါတယ်နူနိုမန်ဒက်စ်ကဘောလုံးကိုဘယ်သူမှမရှိတဲ့နေရာစီကန့်လန့်ဖြတ်ပေးပို့လိုက်တဲ့ခရစ္စတီယာနိုကတော့ဘောလုံးရဖို့အတွက်အော်ဟစ်တောင်းဆိုနေပေမဲ့ပေါ့ဒီနေရာကဘရူနိုကိုလည်းကြည့်လိုက်ဦးသူဟာခရစ္စတီယာနိုစီကိုတောင်လှည့်တောင်မကြည့်ခဲ့ပါဘူးယော်နယ်တိုဟာဘယ်သူမှမကာကွယ်ထားတဲ့အနေအထားမျိုးမှာအပိုင်ရှိနေတာတောင်သူကတော့ဘောလုံးမပေးရညှင်းဆန်ခဲ့တာပါဒီနောက်ထပ်ဗီဒီယိုမှာဆိုရင်ခရစ္စတီယာနိုကပြစ်ဒဏ်ဘောကိုကန်ချင်နေတာပါဒါပေမဲ့ဘရူနိုကတော့ဒီနေရာမှာငါကအကြီးအကဲပဲထွက်သွားလိုက်တော့ဆိုတဲ့ပုံစံမျိုးနဲ့အပြတ်တက်လိုက်ပါတယ်ခရစ္စတီယာနိုလှည့်ထွက်သွားတဲ့အချိန်သူ့ရဲ့မျက်လုံးတွေကစိတ်ပြတ်မှုနဲ့နှလုံးသားကွဲချေမှုတွေကိုတကယ်ပဲမြင်တွေ့နိုင်ပါတယ်အဲ့ဒီနောက်ဒီမြင်ကွင်းကိုကြည့်လိုက်ပါဦးယော်နယ်တိုဟာပြိုင်ဘက်ကိုရှင်ပြိုင်ဖို့စူးစမ်းရင်ပြင်းထန်တဲ့ဖျက်ထုတ်မှုကိုခံလိုက်ရပြီးမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အသင်းဖော်တွေရဲ့တုံ့ပြန်မှုကိုကြည့်လိုက်စမ်းပါဘယ်သူမှသူ့ကိုလာပြီးကူညီတာမရှိဘူးဘယ်သူမှသူ့ကိုမထောက်ပံ့ပေးခဲ့ကြပါဘူးသူတို့ဘာလို့ယော်နယ်တိုပေါ်ခုလိုဆက်ဆံခဲ့ကြတာလဲဆိုတာထင်မြင်ချက်လေးကိုမတ်မှပြောသွားပါအောင်နော်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောက်ခဲ့တဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ထားကြပါအောင်နော်